တော်သေးအားလုံးကွက်တိဖြစ်သွားတယ်ကွက်တိရောက်ပါကဲဒီကကျွန်တော်ညီမတွေအတွက်လက်ခုပ်တန်းလေးတွေချိန်ချမ်းပါခင်ဗျာကျေးဇူးများညီမလေးကျေးဇူးများညီမလေး